ဒီလိုနဲ့အနော်ရထားမင်းနဲ့စောမော်လာတို့ဟာအသူညီချရမယ့်နေ့ရက်တွေကုံဆုံးကန်နီးပြီကိုလည်းနှစ်ဦးသားသဘောပေါက်လာကြပါတယ်။စောမော်လာအနေနဲ့ရှမ်းပြည်ကိုပြန်ပြီးတရဏာပြုလိုကြောင်းကိုအနော်ရထားမင်းကြီးကိုရှောက်တင်ပြီးတော့နေပြည်တော်ကနေထွက်ခါရန်ပြင်ဆင်ပါတော့တယ်။အနော်ရထားမင်းလည်းစောမော်လာကိုလွန်စွာမျက်နှိုးတစ်ဖြင့်ဒီလိုလျှောက်တင်တာကိုစိတ်မချမ်းမြေ့တော့လဲချင်းနီရရက်ကိုစင်ချင်းကပြန်ခွင့်ပေးတော်မူခဲ့ပါတယ်။စောမော်လာပကံပြည်ကထွက်ခွာတဲ့အချိန်ဟာအနော်ရထားအနေနဲ့ရွှေစည်းကုံစိတ်တီတော်ကြီးကိုတီနေစေကာလဖြစ်ပါတယ်။မင်းသမီးလေးစောမော်လာဟာပကံပြည်ကနေထွက်ခွာပြီးတော့10 ရက်မြောက်နေ့မှာပန်းချောင်းကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီချောင်းကိုစောမော်လာတို့ဖြတ်ကူးတဲ့အခါမှာပါဇက်ရာဇဝင်အချို့အဆိုအရစောမော်လာဟာခါဝတ်တော်ကိုခေါင်းမော်တင်ကူးမိတဲ့အတွက်ချောင်းထဲကိုနှောင်းကျခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လဲနောင်ခါမှာအဲ့ဒီချောင်းကိုနှောင်းကျချောင်းလို့ခေါ်ဝေါ်ခဲ့ကြပါတယ်။ပြန်ကောက်တော်လဲမရရေအောက်မှာပဲအယောင်ဝါတောက်ပနေခဲ့ပါတယ်